ဆုံးကျွန်တော်တို့ဒီဗီဇာပေါ့နော်ဗီဇာကိုကျွန်တော် map လေးဆွဲထားတယ်ဗျ map လေးဆွဲထားတယ်အဲ့တော့အခုလောလောဆယ်လက်ရှိရတော့ဒီရဲ့အတိုင်းပဲကျွန်တော်တို့ကျွန်တော်တို့ဘယ်အသက်အရွယ်ရဘယ်အသက်အရွယ်ကြားဆိုရင်ဘာလုပ်ရမလဲဆိုတဲ့ကိစ္စလေးတွေရှိတယ်ပေါ့နော်အဲ့ဒါလူကြီးမင်းတို့အများစုအဝယ်ဖြစ်ပြီးသားဖြစ်လိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးအများစုအားဖြင့်တော့ကျွန်တော်တို့ကဒီထွက်မယ်ဆိုလို့ရှိရင် tourist visa ဆိုတဲ့ရက်60 visa နဲ့တွားလို့ရတယ်နော်အဲ့ရနေမှာအများစုတော့အရင်အခြေအနေကတော့ခဏပြောသလိုပဲဘာဖြစ်လို့လဲဆိုတော့ထိုင်းလန်ထဲမှာဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဗျာသူတို့ကကျွန်တော်တို့ကတစ်ခါလေကြရင်လေထွက်မဲ့သာထွက်လာတာဒါပေမဲ့တခြားအခုဘာတေချာလုပ်မယ်ဆိုတာကိုအကြည့်ပဲအသေးဘူးဒါပေမဲ့အခြေအနေအကျိုးအကြောင်းအရာပေါ့နော်ကျွန်တော်တို့ဒီ tourist visa နဲ့အရင်ထွက်လာရင်ဘာဖြစ်လို့ရက်60ရထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအခြေအနေတစ်ခုကိုကျွန်တော်တို့စဉ်းစားဖို့အချိန်ရတယ်ပေါ့နော်ဒါမျိုးလေးပေါ့နော်အဲ့တော့အဲ့ရနေမှာဆက်ပြီးတော့စဉ်းစားမယ်ဆိုရင်အဲ့ရနေပြီးကျွန်တော်တို့မသိသေးဘူးကျွန်တော်တို့၄-၅ခါလောက်တော့ကျွန်တော်တို့တိုးပြီးနေရအောင်မယ်လို့ကျွန်တော်တို့စဉ်းစားလို့ရှိရင် visa extension တိုးလို့ရတယ်အဲ့ဒါကတစ်ခါတိုးရင်တစ်လရတယ်အဲ့ဒါကသူကကျွန်တော်တို့စားပေါ့2000ကနေ9000ကျာမျိုးမျိုးပေါ့ဘိုးဘတ်သူသွားတိုးမယ်ဆိုရင်2000လောက်ကိုမယ် agent နဲ့ခိုင်းမယ်ဆို3000လောက်ရှိတယ်မတိုးချင်ဘူးဆို9000ဆိုအဲ့လိုမျိုးရှိအဲ့တော့အဲ့ဒါဒီဒါပေမဲ့ forever က tourist visa နဲ့ဝင်လာလိုက်မယ်ပြီးလို့ရှိရင်ငါထိုင်းထဲမှာတော့ကွာငါတလတိုင်းတိုးနေမယ်ကွာတစ်လုံးနေမယ်ဆိုအဲ့ဒါမျိုးတော့လုပ်လို့မရအဲ့တော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင် visa extension ဒီတစ်လကိုကျွန်တော်တို့တစ်လတစ်ခါနဲ့ကျွန်တော်တို့3ခါလောက်အလုံးစုံပဲလုပ်လို့ရတယ်အဲ့ဒါဆိုရင်မေးစရာရှိရကိုမနာကြီးကျွန်တော်တို့အဲ့တက်ပို့ပြီးတော့ညားနေပြီးကျွန်တော်ပို့ပြီးတော့ဆက်နေခြင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ဒီထိုင်းလန်ရဲ့အပြင်ဘက်ကိုထွက်ပြီးတော့ tourist visa ရှာပါတယ်အဲ့တော့အများအပြားတော့ကျွန်တော်ထိုင်လန်နဲ့ကဲ့ရဲ့နိုင်ငံတွေက VN ရှိရလာအိုရှိရကမ္ဘောဒီးယားရှိတယ်အဲ့မှာရှောက်တယ်အဲ့တော့ tourist visa ရက်60အသိရမယ်ပြီးတခါဒီ circle ဝဲပြန်လေကြတယ်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးသွားတဲ့လူရှိတယ်အဲ့တော့ရန်ကုန်မှာ tourist visa ရှောက်တာကတော့ပုံမှန်အားဖြင့်ကကုပတ်သူကို form ဖြည့်လို့ရတယ်ကျွန်တော်တို့တန်ရုံးကိုပေးရတာကကျွန်တော်တို့စားရပဲရှိတယ်ဒေါ်လာ40ပဲရှိတယ်ဒေါ်လာ40သွင်းလိုက်ရတယ်ပေါ့နော်ဒေါ်လာ40ဆိုရင်တော့အခုနည်းနည်းလေးထင်ကြည့်လိုက်ပေါ့နော်ကျွန်တော်တို့ဟိုကတော့ရှိပါပေါ့3,800,000 2,000,000လောက်တော့ကြာလိမ့်မယ်အဲ့ဒါလေးဖြစ်လိမ့်မယ်ပေါ့နော်